ဘောတန်ယာပလေတိုနှင့်တိုက်ခတ်နေသောမုန်တိုင်းများတစ်ကျွန်တော်သည်ဘောတန်ယာပြောခဲ့ဘူးသည့်စကားတစ်လုံးကိုနှစ်သက်သဘောကျမိသူတူဖြစ်ပါသည်ဘောတန်ယာကဤသို့ဆိုပါသည်အဆင့်အတန်းနှိမ့်သောလူရန်စားသည်မိမိကိုယ်ကိုမိမိအုပ်ချုပ်နိုင်စွာမရှိအဆင့်နှင့်အတန်းမိမိကိုယ်ကိုအုပ်ချုပ်ခြင်းရှိမှုမရှိမှုထိုအရာတို့ကစကလုံးဖြင့်ဖော်ပြခြင်းများသာဖြစ်တော်လဲအနက်အားဖြင့်တော့ကျယ်ဝန်းပါလိမ့်မည်လူတူ၏အုပ်ချုပ်ပိုင်ခွင့်ရှိသောနိုင်ငံတော်ဆိုသည်မှာထိုသူတက်ရှိထင်ရှားရှိနေစဉ်နာမည်ဆိုင်ရာခိုလုံခွင့်ရရှိခဲ့ရာခန္ဓာကိုယ်တစ်ခုဖြစ်သည်ဟုထင်ပါသည်သို့သောထိုခန္ဓာအင်းဆိုသည်ကလည်းလူတို့အပြည့်အဝအုပ်ချုပ်စီမံပိုင်ခွင့်၌တည်ရှိနေခဲ့သည်မဟုတ်ပါတမတ်ကန့်သက်ထားသောတဘာဝအစီအမံများ၏ခြေသားခံမူပေါင်းများအတွင်ကာလတစ်ခုသာတည်မြဲနေသောအရာကိုခန္ဓာအင်ဟုဆိုလျင်ရမည်လားမလုံလောက်သေးပါတည်မြဲသည်ဆိုသောစကားသည်ပင်လွယ်လွယ်တကူဆိုလိုက်ခြင်းဖြစ်ပါသည်အမှန်တကယ်တည်မြဲခိုင်မာနေသည်မဟုတ်ရေလျားသွားလာလျက်ရှိသောဖြစ်စဉ်ဓာတ်မော်တွင်ခန္ဓာအင်ကလည်းလိုက်ပါရေလျားပြောင်းလဲရှင်သန်နေခြင်းဖြင့်တည်နေခြင်းမျိုးသာဖြစ်ပါသည်ဒီသို့တည်ရန်မိတိအရာများကိုလိုအပ်ကြောင်းကျွန်တော်တို့ဂါနသေချာစွာစဉ်းစားမိကြပါသလားရေတစ်ခွက်ကိုမော့တော်လိုက်ချိန်ကလေးအတွင်း၌ပင်အသက်ရှူသွင်းလိုက်သောအသက်ရှူမှုမှာထွက်ပေါ်လာသည့်ခန္ဓာအိမ်မှရေလျားပြောင်းလဲထွက်ပေါ်လာသည့်ဂီတတံကိုခံစားနာဆင်နိုင်ပါသည်ခရင်းသို့ဝင်ရောက်ရာတွင်းပေါက်ကြီး၏အဝသည်ရေဝဲကြီးတစ်ခုကဲ့သို့မိတော်ဝါကြီးတစ်ခုကဲ့သို့ပါဇက်အဝကြီးဖြစ်ပါသည်ထိုအဝကြီး၏ဘေးနှစ်ဖက်နှကန်းနှလွှာသည်အဖွင့်အပိတ်တကားများဖြစ်ပြီးဇီဝခန္ဓာရုပ်၏အကြီးမားဆုံးဝင်ထွက်ရာအပေါက်ကြီးလည်းဖြစ်ပါ၏ထိုနှုတ်ခမ်းကြီးများကိုနှင်းစီဘူးကလေးများတဖွဲဟုတင်စားသူတို့ကလည်းတင်စားကြပေလိမ့်မည်မမတ်ဆက်ဆက်စုပ်ယူလိုသူတို့ကလည်းစုပ်ယူခြင်းကြပါလိမ့်မည်ထိုနှုတ်ခမ်းဟုအမိတညာခေါ်ဟောသောရုပ်ကြီးကိုပင်ကျွန်တော်တို့ကြားနာသေးချာစွာအုပ်ချုပ်နိုင်ပါပြီလားတည်တများများကြလျက်ရေတင်လုံးထိလျက်ဆွေဆောင်တွန်းလိုက်သွားသောနှုတ်ခမ်းကြီးအချို့ကို၎င်းမပီမတဘလုံးပထွေးစကားတန်သာဆိုနိုင်တော့သည့်နှုတ်ခမ်းကြီးအချို့ကို၎င်းကျွန်တော်တို့တွေ့ဖို့နိုင်ပါသည်မိမိရုပ်ကိုပင်မိမိကြားနာသေးချာစွာအပြည့်အဝစီမံအုပ်ချုပ်နိုင်စွမ်းမရှိသောလူ၏ဖြစ်စဉ်ကထိုအကြောင်းအရာမျှနှင့်ပင်ထင်ရှားပေလိမ့်မည်ထို့သို့ရုပ်တို့ကန့်သက်ရှင်သန်ရပြီးပြောင်းလဲမှုများအပေါ်ဟန်ချက်ထိန်းရှောက်လှမ်းနေရကြောင်းကျွန်တော်ထက်ဝေါ်တိုင်းရကြီးကပုံမသိမြင်မည်ဆိုသည်ကိုလည်းယုံကြည်မိပါသည်သူကပညာရှင်တစ်ယောက်ဖြစ်ပြီးကျွန်တော်ကသူ့နောက်မှလောကအတွင်းသို့ရောက်ရှိလာကသူတို့ရေးသားခဲ့သောစာပေတို့ကိုလေ့လာမှတ်ရှုသူတို့မျှသာဖြစ်သည်မဟုတ်လားနဲ့ပလေတို၏စကားများတဲ့တွင်မူကျွန်တော်သဘောကျသောစကားများစွာပါဝင်နေပါ၏သူကတတိကောင်းသူတို့ဖြစ်သလိုစီကံများကိုလေးစားလိုက်နာတတ်သူတို့လည်းဖြစ်ပါသည်သူယုံကြည်မှုကလှပလုံးပါသည်လူတို့ချင်းစီ၏ကောင်းမြတ်ခြင်းကလူအဖွဲ့အစည်း၏ကောင်းမြတ်ခြင်းနှင့်တွဲဆက်လျက်ရှိသည်ဟုသူကယုံကြည်ခဲ့သူဖြစ်ပါသည်လူတို့စီကောင်းမြတ်ခြင်းကိုယခုကဘာထဲတွင်ကျွန်တော်တို့မြင်တွေ့နေရပါပြီလားမှန်တရားရောင်စုံစီစဉ်ခြင်းသည်ကောင်းမြတ်ခြင်းကိုတည်ဆောင်လာပါသလားနွားသက်သမားတယောက်သည်နွားကိုတက်လျက်ရှိပြီးလူသက်သမားတယောက်ကလူကိုတက်လျက်ရှိပါသည်လက်နက်ကင်အစုအဖွဲ့တစ်ခုသည်ရွာတရားကိုဝင်းရောက်စီးနှင်းလျက်ရှိပြီးစန့်ကျင်ဘက်ကောင်းမြတ်ခြင်းအမြင်ကိုစီကင်ဆွဲထားသောလက်နက်ကင်အစုအဖွဲ့နှစ်ခုကမူတစ်ဖွဲ့နှင့်တစ်ဖွဲ့တိုက်ခတ်ရန်စစ်ပြင်လျက်ရှိပါသည်ကောင်းမြတ်ခြင်းသည်လူသက်လက်နက်တစ်ခုခုကိုကင်ဆောင်ထားပြီလားဒီလိုတော့ဖြစ်နိုင်မည်ဟုကျွန်တော်မထင်သလိုပလေတိုကြီးလည်းထင်မည်မဟုတ်နိုင်ပါကောင်းမြတ်ခြင်းဟူသည်ကလူသားနှင့်နံပိုင်းဆိုင်ရာတွဲဆက်ပုံဖော်မှု၏ထရက်ကုန်တစ်ခုဖြစ်သည်ဟုကျွန်တော်ကတော့ယူဆပါသည်
မြင်တွေ့ရသောရုပ်ပစ္စည်းများအပေါ်စိတ်ပိုင်းဆိုင်ရာမှစဉ်းစားချင်းချင်းဆုံးဖြတ်ပိုင်းခြားရာမှကောင်းမြတ်ခြင်းတချို့ထွက်ပေါ်လာနိုင်တယ်လို့မကောင်းခြင်းများလည်းထွက်ပေါ်နိုင်သည်ကတေချာပြီးသားဖြစ်ပါလိမ့်မည်မကောင်းလျင်မှုစွန့်ပယ်လိုက်ရုံသာဖြစ်ပါ၏ရုပ်ထုပစ္စည်းများကိုစွန့်ပစ်ရန်အမိုက်ပုံများလွယ်လင့်တကူမြင်တွေ့နိုင်တော့လဲမကောင်းသောစိတ်အမိုက်များကိုစွန့်ပစ်ရန်မူလွယ်ကူခဲ့ကြပါသလားမကောင်းသောလူတစ်ယောက်ကိုစွန့်ပစ်ရန်လွယ်ကူခဲ့ကြပါသလားမိကွန်းသည်မြင်းရိုင်းတကောင်တုံးဆိုင်ပြေးသွားသည့်အရှိန်အဟုန်မျိုးဖြင့်ကျွန်တော်၏ရင်အုံပေါ်တွင်ပြေးလွှားလျက်ရှိပါသည်ထိုမြင်းရိုင်းပေါ်တွင်ဒုံးစီးနှင့်လိုက်ပါသွားသည့်လူတစ်ယောက်သည်ပလေတူကြီးလားမသိကြပါအေသင်မြို့တော်၌အမှန်တရားများစွာရှုံးနှိမ့်ငယ်ခြင်းကမူတေချာခဲ့ပြီးသောအဖြစ်အပျက်တစ်ခုဖြစ်ပါသည်ကိုကောင်းလျင်ကောင်းမ၍ဘူးဟုစိုးစမရှိခဲ့ကြတော့လဲငါးရကောင်ပွင့်ယုံများဖြင့်တလေလုံးပုတ်ခဲရသောလူသမိုင်း၏အဖြစ်အပျက်များကိုမူကျွန်တော်တို့မေ့ထား၍ရမည်မဟုတ်ပါဒီသို့ဆိုလျင်လူတအိုး၏မကောင်းမှုမှလူအဖွဲ့အစည်းတစ်ခုလုံး၏မကောင်းမှုများစီအထိကူးဆက်ဖြစ်ပေါ်သွားနိုင်ကြောင်းကလည်းတေချာပြီးဖြစ်ပါလိမ့်မည်ပိုလန်နိုင်ငံအော့ဆော့အကျဉ်းစခန်းတွင်ဂျူးလူမျိုး6တန်းကျော်တပ်ဖြတ်ခံရသောဖြစ်စဉ်ကြီးကမူလူသမိုင်း၏အကြီးတန်းသောပြယုဂ်တစ်ခုဖြစ်ပါသည်ကျွန်တော်တို့21ရာစုလူသမိုင်းတွင်ပလေတိုကြီးယုံကြည်ခဲ့သောလူတဦးချင်းစီ၏ကောင်းမြတ်ခြင်းကိုစောင်းနှင်းပွေပိုက်ယူနိုင်ခဲ့ကြပါပြီလား3ကောင်းမြတ်ခြင်းကိုအစဉ်အတန်းတစ်ခုဟုဆိုပါကထိုရာနှင့်စန့်ကျင်ဘက်ဆိုးရုပ်ခြင်းကိုလည်းအစဉ်အတန်းတစ်ခုဟုသတ်မှတ်ရပေလိမ့်မည်ဘော်တန်ရပြောဆိုခဲ့သောအစဉ်အတန်းကဒီသို့ဆိုလိုခြင်းဖြစ်မည်ဟုကျွန်တော်ထင်ပါသည်အနိစ္စအုံတော်ဖြင့်ရှင်သန်ခဲ့သောလူများဤလောကတွင်ရှိသည်ကိုမိတ်ဆွေနှင့်ကျွန်တော်တို့ဝန်းကျင်တွင်တွေ့မြင်နိုင်ပါလိမ့်မည်လူယုတ်တံဖွဲ့တည်နေမှုကြောင့်လူအဖြစ်ခေါ်ဆိုရတော့လဲပြုသင့်သောအမှုမပြုသင့်သောအမှုလုပ်သင့်သောအလုပ်မလုပ်သင့်သောအလုပ်ခွဲခြားချင်းချိန်နိုင်စွမ်းကိုမူလူတိုင်းရရှိကြသည်မဟုတ်ပါထိုရာသည်လူအုံနှောက်မှမှတ်ဉဏ်ကွာခြားခြင်းအကြောင်းရင်းခံကွာခြားမှုလည်းဖြစ်ပါလိမ့်မည်ဤတီကပင်လူဤတယုတ်တကံလားမဖြစ်နိုင်ပါအသက်အရွယ်ရောက်ပြီးသောလူတစ်ယောက်ကနန္တာစီနှင့်မစင်ကိုအလွယ်တကူတာမန်အသိဖြင့်ပင်သိပါ၏တရားသည်မတရားသည်ကိုခွဲခြားနိုင်စွမ်းလည်းရှိပါ၏သို့သောလူကမိမိလိုရင်ဆန္ဒတို့နှင့်ရှင်တွဲလာချိန်များတွင်ကောင်းမြတ်ခြင်းလျော်ကံမှုတရားသည်မတရားသည်များကိုမေ့လျော့ပြစ်တတ်သည်ဖြစ်၏ဓာနှင့်လာသူကိုဓာချင်းဆိုင်ရန်တော့အသင့်ပြင်တတ်ကြသည်လည်းဖြစ်သည်မဟုတ်လားဒီသို့နှင့်ပင်လောကီလမ်းပေါ်ရှောက်လှမ်းခဲ့သောလူသည်ရှုပ်ထွေးပွေနေသောလောကလမ်းပေါ်တွင်ကြားရဲတကောင်လိုရင်ဆိုင်ရန်မန်နှင့်ခွန်အားများရရှိခဲ့သည်မဟုတ်လားဤသို့နှင့်အစဉ်အတန်းဟူသည့်အနေမြင့်ကွာဟမှုပြဆိုခြင်းများလောကရဲတွင်ဖြစ်ပေါ်လာခြင်းလည်းဖြစ်ပါလိမ့်မည်နိုင်ရဆံပေရများထွန်းကားလာသည်လည်းဖြစ်ပါလိမ့်မည်ထိုအထက်တွင်စိတ်သည်တိုင်းတန်ရခက်ခဲသောအရာတစ်ခုဟုကျွန်တော်ထင်ပါသည်အဆင့်ဟူသောစကားလုံးကိုနေ့စဉ်ထုတ်သတင်းစာများတဲ့တွင်ပင်ကြိမ်ဖန်များစွာကျွန်တော်ဖတ်ရှုခဲ့ပူ၏အဆင့်မြင့်အရာရှိကြီးတွေကိုယ်တိုင်ဥပဒေကိုလိုက်နာမှုမရှိခြင်းသည်တရားဥပဒေစိုးမိုးရေးကိုထိခိုက်ဟူသောစာသားမျိုးဖြစ်ပါသည်ဒီသို့ဆိုလျှင်အဆင့်မြင့်အရာရှိကတရားသောဥပဒေကိုလေးစားလိုက်နာသူမဟုတ်၍အဆင့်နှင့်လျော်ညီသည့်နေရာတွင်ရှိမနေတော့ဘဲအဆင့်ပြတ်ဘဝသို့အလိုအလျောက်ရှော့ကျနေပြီဆိုသည်ကိုစာဖတ်သူကရေးစားမိနိုင်ပြီဖြစ်၏အဆောင်အယောင်ယာရုကုန်သိမ်းနေရာတို့နှင့်လူ၏အစဉ်အတန်းကတွဲဆက်နေတဲ့ကဲ့သို့မိမိကိုယ်ကိုအုပ်ချုပ်နိုင်စွမ်းခြင်းလဲရှင်တွဲနေသည်မှာလောကအမှန်တရားတစ်ခုဖြစ်ပါလိမ့်မည်လူကနသိုးကျုပ်ပြတ်ဖြစ်တတ်သည်လားကိုထင်းလင်းဂရင်ရွှေနှမ်းပြုတ်မှုတတ်သည်လားကောသလမင်း၏အိမ်မက်16ချက်တွဲတွင်မူဘူးရောင်းနေ၍
ဇောင်းချမ်းပေါ်သောခေတ်ကြီးများကြုံဆုံရလိမ့်မည်ဟုသည့်အဟောမျိုးကိုကျွန်တော်မှတ်သားခဲ့ပူပါသည်နေပလေတိုမျှော်လင့်ခဲ့သည့်လူ၏ကောင်းမြတ်ခြင်းသည်ကမ္ဘာကြီးထဲတွင်အငွေ့ပြန်ပျောက်ဆုံးနေသည်လားလဲကျသေဆုံးနေသည်လားလူသား၏နှလုံးအိမ်ထဲတွင်ပုံခိုနေသည်လားဖြစ်နိုင်သည်ကမူရှင်သန်နေသောလူတို့၏နှလုံးအိမ်ထဲတွင်ပုံခိုနေခြင်းသာဖြစ်နိုင်ပါလိမ့်မည်လူကအာယုံခံစားမှုများဖြင့်ဖွဲ့စည်းထားသောတရားတစ်မျိုးဖြစ်ကြောင်းအထွေအထူးရှင်းရန်လိုမည်မထင်ပါထိုအာယုံခံစားမှုကပင်ကောင်းမြတ်မှုကိုဖြိုခွဲနိုင်စွမ်းရှိသည့်ဒုံးလက်နက်တစ်ခုဖြစ်နိုင်သလိုကောင်းမြတ်မှုကိုတင်ဆောင်လာသည့်ရင်ပြန်တစည်းလည်းဖြစ်ပါသည်အာယုံခံစားမှုကောင်းများသည်ကျင်နာခြင်းများကိုယူဆောင်လာပြီးကောင်းမြတ်ခြင်းမျိုးစုံများစွာကိုလူပုံအတွင်ကျဲချစိုက်ပျိုးခဲ့ပြီးလည်းဖြစ်ပါသည်သို့သောပုရုဇဉ်လူကနာကျင်ရသောအရသာများအပေါ်ကြော်လွှားနိုင်သည်မဟုတ်ပါငါးတကောင်၏အာခရင်တို့အစာတမ်းများစိတ်တစ်ခုကိုစိုက်သွင်းလိုက်ရန်ယုံကြည်ချက်နှင့်အစွဲအလန့်တစ်ခုခုအတွက်လူနှင့်လူချင်းရင်ဆိုင်တိုက်ခိုက်ရန်အခကြေးငွေနှင့်တစုံတစ်ခုသောအာဏာအခွင့်အလမ်းနေရာတို့အတွက်လူနှင့်လူချင်းမြင့်ချေရက်ဆက်ရန်မိမိအလိုဆန္ဒပြည့်ဝရန်အတွက်လိညာလှည့်ပြားကောက်ကြည့်ရန်စသောခံစားမှုစိုးတို့ကိုလည်းဖန်တီးခဲ့ကြသူများဖြစ်ပါသည်ပေဖြစ်လျင်ခံပြီးတူဖြစ်လျင်နှံမည်ဆိုသည့်အယူအဆကိုကင်ဆွဲချသောလူတစုဒုတိယကမ္ဘာစစ်ကြီးနှင့်အတူပျောက်ကွယ်သွားခဲ့ပါပြီလားတောဥပဒေသားတို့ရှေးဟောင်းရုပ်ကျွင်းများအဖြစ်ကြံရစ်ခဲ့ပါပြီလားလက်ရည်တစ်ပြင်းတည်းရှေးကားထက်ပိုချစ်ကြမယ်ဟုသောတခြင်းတစ်ပုတ်အတွင်းမှစာသားများကိုလက်တွေ့ဘဝနေပင်၌ထုတ်နှုတ်သုံးဆွဲနိုင်ခဲ့ပါပြီလားလူတို့၏ကောင်းမြတ်ခြင်းမှလူအဖွဲ့အစည်းကောင်းမြတ်ခြင်းစီသို့တွားရောက်ရာလမ်းပေါ်တွင်ဆူညောင်းခလုတ်များကြော်ကွင်းနှင့်ထောင်ချောင်များပြည့်ရှင်းလျက်ရှိပါသည်ထိုအရာတို့သည်ဗဟုဝါဒကိုကင်ဆွဲသောလူတို့ထံမှထွက်ရှိလာသောဗိရတ်ဆိုးကျများဖြစ်ပါလိမ့်မည်သို့သောထိုအရာများအတွင်းမှထွက်ပေါ်လာသည့်တမိုင်းဝင်တွေ့ဆုံမှုများကိုမူကျွန်တော်တို့ကောင်းမြတ်သောဖြစ်စဉ်များအဖြစ်မေးလျော့ထားရခဲ့ရမည်မဟုတ်ပါကွန်ဆာဗေးတစ်ဟုအမည်တက်ထားသောအဖွဲ့အစည်းတချို့ကမ္ဘာရဲတွင်အနိုင်ရလျက်ရှိစေဖြစ်တဲ့ကဲ့သို့စစ်သွေးကြွဟုအမည်တက်ခံရသောအဖွဲ့အစည်းတို့လည်းရှင်သန်နေစေဖြစ်ပါသည်လက်နက်ရှိသူအစုအဖွဲ့တို့၏ရင်ဆိုင်တိုက်ပွဲများကြောင့်လည်းလက်နက်မဲ့သူတို့ပုံရှောင်နေထိုင်ရာစစ်ရှောင်စခန်းတို့ထွန်းကားစေလည်းဖြစ်ပါသည်ကျွန်တော်တို့နိုင်ငံတွင်စစ်ရှောင်စခန်း100ကျော်များရှိနေသည်ဟုဆိုပါသည်ငါစီမံခန့်ခွဲမှုများအခွင့်အာဏာများခွဲဝေခြင်းများရယူခြင်းများကိုကျိုးစည်းပွားနှင့်အများအကျိုးစည်းပွားများစသောအကြောင်းအရာများစွာ၌သဘောထားကွဲလွဲခြင်းများစွာရှိနေခြင်းကိုလူကလွန်ဆန်နိုင်ခဲ့ပါပြီလားလူတို့စီ၏အရေးပြားအောက်တွင်ပင်ကောင်းခြင်းနှင့်ဆိုးခြင်းဆိုသည့်ခံစားမှုလှိုင်းများဝေဝဲတိုက်ခတ်လျက်ရှိပြီးလူအဖွဲ့အစည်းတစ်ခုလုံးကမူတရားဥပဒေ၏အတွင်းနှင့်အပြင်တစ်လျှောက်လုံးပြန့်ကျဲလျက်ရှိပါသည်အစဉ်အတန်းများမိမိကိုယ်ကိုအုပ်ချုပ်နိုင်သောစွမ်းရည်များကောင်းမြတ်ခြင်းနှင့်စိုးရုပ်ခြင်းများစသောအရာများစွာကမူလူတို့တည်ရှိနေသမျှကာလပတ်လုံးလက်တွေ့ဖော်ဆောင်ကျင့်သုံးရာနယ်ပယ်တိုင်း၌လူအချက်များစွာဖြင့်တည်ရှိနေပါဦးမည်ပလေတိုနှင့်ဘောတန်ယာတို့ကမူသေဆုံးသွားကြပြီဖြစ်ပါသည်တိုက်ခတ်လျက်ရှိသောမုန်တိုင်းတို့ကမူဘောတန်ယာပလေတိုနှင့်